ချန်ပီယံဆုအတွက်တိုက်ပွဲဝင်မဲ့အာဆင်နယ်နဲ့တမ်မဆင်ရဖို့အတွက်ရုန်းကန်ရမဲ့ဝက်ဟမ်တို့ရဲ့လန်ဒန်ဒါဘီပြိုင်ပွဲအားလုံးပဲမင်္ဂလာပါဂန်နာဗတ်စ်ကနေကြိုးဆိုလိုက်ပါတယ်ဒီနေ့ည7:00နာရီမှာကစားကြမဲ့ဝက်ဟမ်အသင်းရဲ့အိမ်ကွင်းမှာအာဆင်နယ်အသင်းတွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်ပြိုင်ပွဲမန်စီးတီးအသင်းကလည်းသူ့အလုပ်သူလှုပ်သွားသွားကြောင်းအာဆင်နယ်အသင်းကလည်းသူ့အလုပ်သူလှုပ်ဖို့ပဲကြံတော့ပါတယ်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာနဲ့အညီပြိုင်ဆိုင်မှုပြင်းထန်မဲ့ပွဲဆိုပေမဲ့ဒီနေ့မှာတော့အဲ့ထက်အများကြီးပိုမဲ့ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်အာဆင်နယ်အသင်းကအေဒီဂိုမက်ထရစ်အသင်းကိုအနိုင်ရပြီးချန်ပီယံလိဖိုင်နယ်ပွဲကိုတက်ရောက်သွားသွားကြောင်းစိတ်တက်ကြွနေမှာဖြစ်ပြီးပရီးမီးယားလိမှာစူပလာအတွက်အာယုံစိုက်တော်မှာဖြစ်ပါတယ်တစ်ဖက်မှာလည်းအသင်းလို့ဆိုရမယ်ဝက်ဟမ်အသင်းကလည်းတန်းစင်းရဖို့နီးစပ်နေပါတယ်စပါတင်နဲ့အမကွာမှုနင်းနေသေးတာကြောင့်သူတို့အတွက်မျှော်လင့်ချက်ရှိပါသေးတယ်ဒါကြောင့်ဝက်ဟမ်အသင်းကသူတို့အသင်းရဲ့အိမ်ကွင်းမှာအာဆင်နယ်အသင်းကိုတည်ကစားမှာမဟုတ်ပဲအနိုင်ရဖို့ကစားလာမှာဖြစ်ပါတယ်နှစ်သင်းထိတဲ့တွေ့ဆုံမှုနောက်ဆုံး9ချိန်မှာအာဆင်နယ်အသင်းက3ပွဲနိုင်ထားပြီး2ပွဲရှုံးနိုင်ထားပါတယ်တည်ရလက်တော့ကြာထားခြင်းမရှိတာကိုတွေ့ရပါတယ်အာဆင်နယ်အသင်းတို့သတင်းကောင်းတစ်ခုကတော့ကိုင်ဟာဘတ်ဟာအသင်းနဲ့အတူတူလီးချင်ရင်စင်းနိုင်ပြီဖြစ်တာကြောင့်လူစည်းမှာပြန်လဲပါဝင်လာတော့မှာဖြစ်ပါတယ်မရီနိုကလည်းအသေးစားလေ့ကျင့်ခန်းတွေကိုလုပ်နိုင်ပြီးတူးချင်းလေ့ကျင့်ခန်းတွေပြန်လဲလုပ်နေပြီဖြစ်တာကြောင့်ရာသီသိမ်းပွဲစဉ်အချို့ကိုပြန်လဲပါဝင်လာမယ်လို့မျှော်လင့်လို့ရပါတယ်ဒီနေ့ပွဲမှာအတီတာပုံစံကောင်းရနေတဲ့လူစည်းကိုပဲတုံးအောင်မလားဒဏ်ရာမရပွဲမပန်းအောင်လူစည်းအပြောင်းလဲလုပ်မလားဆိုတာစောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်ကျွန်တော်ခံမှန်းချင်တဲ့ပွဲထွက်ကစားသမားတွေကတော့အခုတလောအချိတ်ဆက်မိနေတဲ့တိုက်စစ်မှုယော့ဂရက်နဲ့ဆာကာတို့ကိုနဲ့အီဒီကိုအသင်းပွဲစဉ်မှာယုံပြသွားတဲ့ထရော့ဆက်နဲ့ပဲပွဲထုစီချင်ပါတယ်ကွင်းလေကိုတော့ဒီကလန်ရိုက်ကိုကစားအကောင်းနဲ့စကေလီကိုပဲပြန်လဲတွဲစီချင်ပြီးတိုက်စစ်အာသန်နဲ့အဲဇီးနဲ့ကစားစီချင်ပါတယ်နောက်တန်းကိုတော့ဟင်ကပီအစားတိုက်စစ်မှာလိုက်ပါစီးမျောနိုင်တဲ့ကာလာဖီယိုရီနဲ့ဘန်ဟွိုက်တို့ကိုဆာလီဘာနဲ့ဂါဘရီယေတို့နဲ့တွဲကစားစီချင်ပါတယ်ဂိုးသမားကိုတော့ရွှေလက်အိတ်စုရင်းနဲ့ဂိုးသမားရိုင်ယာပဲပွဲထူလာမယ်လို့ထင်ပါတယ်ဒီနေ့ပွဲမှာကျွန်တော်အမြင်မှာတော့ဝက်ဟမ်အသင်းကတမ်မဆင်ရဖို့အတွက်မျှော်လင့်ချက်ရှိနေသေးတာကတကြောင်လန်ဒန်ဒါဘီဖြစ်တာကတကြောင်အတိအလက်အားသွင်းကိုစိုက်ကစားလာမယ်လို့ထင်ပါတယ်ဝက်ဟမ်အသင်းကအာဆင်နယ်ကိုတည်ရကစားဖို့ကံမှာမဟုတ်ပဲအနိုင်ကစားဖို့ကစားလာမှာဖြစ်ပါတယ်ထိုနည်းကိုင်းအာဆင်နယ်အသင်းကလည်းတည်ရဖို့ကစားမှာမဟုတ်ပဲအနိုင်ရဖို့ကစားလာမှာဖြစ်တာကြောင့်အကျဉ်းအနက်ရှိပြီးအပြင်းအလန်တွင်းကူတွေမြင်နိုင်တယ်လို့ထင်ပါတယ်ညီမတို့ရဲ့အမြင်လေးတွေကိုလည်းကိုမမှာဝင်ရောက်ဆွေးနွေးခဲ့ချဖို့မှာကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လုပ်ပြီးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်